Annapurna Biscuit ခရီးကနေပြီးတော့မှကြိုဆိုပါရယ်ဒီနေ့ကစပြီးနောက်ထပ်ခရီးကိုနီပေါနိုင်ငံဟီမော်ဒါတောင်တန်းဒေသရဲ့တစိမ့်ဒေသဖြစ်တဲ့ Annapurna တောင်ချီကိုတယောက်တည်းသွားခဲ့တဲ့ဗီဒီယိုတွေကိုကြည့်ရမှာပါ Annapurna ကတော့ကမ္ဘာ့သမအမြင့်ဆုံးတောင်ဖြစ်ပြီးတော့မှအခုသွားမဲ့တောင်ချီကတော့အမြင့်ပေ13000ကျော်ရှိပါတယ်ဒီခရီးမှာဘယ်လိုတွေသွားခဲ့လဲတင်းချင်းဘယ်လိုတွေရှောက်ခဲ့လဲအခုသွားခဲ့တဲ့ခရီးမှာတော့ guide လည်းမပါပါဘူးပေါ်တာလည်းမပါပါဘူးဘာလို့တယောက်တည်းသွားခဲ့လဲဆိုတော့တယောက်တည်းသွားတော့ခွက်ကိုသွားခြင်းတဲ့အချိန်မှာထောက်သွားတယ်စားခြင်းတဲ့စိတ်စားအချိန်ဆွဲအေးစီးနေလို့ရတာပေါ့နော်ဘုတွေပိုင်းနဲ့အဲ့လိုမျိုးနေလို့သွားလို့ရှိရင်တော့အချိန်နည်းနည်းကြည့်ရတာပေါ့ဘုရားတော့ကိုယ်စိတ်ကြိုက်ပဲလေနော်သွားခြင်းတဲ့အချိန်ထားသွားစားခြင်းတဲ့အချိန်စားနားခြင်းတဲ့အချိန်နာကိုလီမင်းနဲ့ကိုပဲကိုရိတ်လေးနဲ့ကိုပဲပေါ့နော်ပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ဒီကတည်းကကျတော့မွန်ဆူစီဇန်ဆိုတော့လူမရှိဘူးလမ်းမှာဆိုလို့ရှိရင်အမြဲတမ်းတယောက်တည်းဖြစ်နေလိမ့်မယ်ဟိုဒီလိုတော်လိုင်းလည်းပဲ၄နိုင်၅နိုင်ရုပ်တယောက်တည်းရှောက်အဲ့လိုမျိုးရှောက်ရတာမျိုးတော့ရှိတာပေါ့နော်ဒီမျိုးတော့နည်းနည်းတော့အခုရှိတယ်ဒါပေမဲ့နေရာထိုင်ခင်းနေဆိုလို့ရှိရင်လူတိတ်မရှိတော့အရန်စင်ပြေတယ်တောင်ပေါ်ကိုဝတ်စားတွေကနဲနေသမျှနဲအောင်တဲ့ချင်တာမလို့တဲ့ဟာတွေကိုတက်နေဆုံးချန်ခဲ့ပြီးတော့မှထုတ်ပိုးပါတယ်မူရင်းဆိုတော့ပူချင်ကအရန်မမြင့်သေးတော့ sleeping bag တွေဘာတွေတော့တည်ဆရာမလိုပါဘူးဒီ tea house တွေမှာစောင်းလေးပိုင်းထားပေးထားပါတယ်ဒါကတော့တည်သွားတဲ့ဝတ်စားစီးရင်ဖြစ်ပါတယ်နောက်ပြီးတော့လေအရေးကြီးတာတော့လေဒီနီပေါနိုင်ငံရဲ့ဘယ် tricky လမ်းကြောင်းကိုရှော့ပေါ့နော် tricky permit လိုပါတယ်အဲ့ဒါကြောင့်မလို့အခုလည်းပဲ permit သွားရှောက်ခဲ့ပါတယ်ရှောက်တာကတော့ဒီပိုခါရာမြို့ရဲ့ immigration ရုံးမှာသွားရှောက်ခဲ့တာဖြစ်ပါတယ်နီပေါရူပီ3000ပေးခဲ့ရပါတယ်ဒီခရီးကိုတော့ပိုခါရာမြို့ကနေပြီးတော့မှစတင်ခဲ့ပါတယ်မနစ်ဆက်စားပြီးတော့ခရီးစထွက်ပါမယ်အခုကတော့9နိုင်ခွဲလောက်ရှိပါပြီပိုခါရာမြို့ရဲ့ bus station ကိုသွားရမှာဖြစ်ပါတယ်ဒီ tricky စတစ်လျှောက်မဲ့နိုင်ဘူးဆိုတဲ့မြို့ကိုသွားမလို့ပါဆက်ခဲ့တာပေါ့နော်အခုကတော့ပခါရာကနေပြီးတော့နာရပူဆိုတဲ့မြို့သွားဖို့တဲ့ဂိတ်ကိုရောက်နေပါပြီဒီမှာစီးရမယ့်ကားဖြစ်ပါတယ်နေရာထက်တာနည်းနည်းနောက်ကျသွားတယ်ရောက်တာနောက်ကျမယ်ပေါ့နော်ဒါပေမဲ့ရတယ်စင်ပြေနေရာမှာအောက်နေတော့ no plan ပေါ့လမ်းမှာဟိုပဲဒီဝဲနဲ့7နိုင်ခွဲကားပဲရှိလို့7နိုင်ခွဲကားနဲ့ပဲလာခဲ့လိုက်ပါတယ်မိုးအများဆုံးရွာတဲ့ဒေသဖြစ်တဲ့လွန်မီဆိုတဲ့ရွာရောက်နေဖြစ်ပါတယ်လန်တဝက်ပေါ့နော်ပခါရာနေပြီးတော့ဒီနာရပူဆိုတဲ့မြို့ကိုသွားတဲ့လန်တဝက်ကိုရောက်နေဖြစ်ပါတယ်ဒီမှာကားခဏရတာပေါ့နော်လမ်းမှာရက်တာနေပါနဲ့ဆိုလို့ရှိရင်တော့3နိုင်လောက်တော့ကြာပါတယ်ဒီလမ်းကတော်တော်လေးကိုကောင်းတဲ့အထက်ပါပါတယ်ရှုခင်းလဲလာတယ်လေးလေးလဲစပြီးတော့အေးလာပါပြီနိုင်ပူမြို့ကိုရောက်တဲ့အချိန်ကနေ့လယ်2နိုင်ခွဲလောက်ရှိနေပါပြီနိုင်ပူမြို့ပြင်မှာ Annapurna region ကို tricky သွားလို့ရှိရင် permit စစ်တဲ့ရုံရှိပါတယ်အဲ့ဒီ check point မှာဆင်းပြီးတော့မှ tricky စတင်ခဲ့ပါတယ်ပထမဆုံးနေဆာရှောင်းမဲ့ tricky ဖြစ်နိုင်ပူကနေပြီးတော့တိဟန်တွန်ကားဆိုတဲ့ရွာထိရှောက်မှာဖြစ်ပါတယ်ထွတ်တာလည်းနောက်ကျသွားတော့ map me application မှာကြည့်လိုက်တော့ဒီကနေရှောက်မယ်ဆိုလို့ရှိရင်ပေါ့နော်တိဟန်တွန်ကားအထီကိုပဲရှောက်လို့အဆင်ပြေရနေဆိုတော့ဒီအထီပဲသွားလိုက်ပါတယ်နိုင်ခွဲလောက်ရှောက်ရပါတယ်နိုင်ပူကနေပြီးတော့တိဟန်တွန်ကားကိုသွားတဲ့လမ်းလေးကတော့ဘေးမှာပေါ့နော်မြစ်ကလေးရတဲ့စီးနေတယ်မြင်းရင်စီးတဲ့လေးနဲ့တတရရလေးရှောက်ခဲ့ရပါတယ်ရှောက်တာကတော့ရွာလမ်းဖြစ်ပါတယ်လင်ကတစ်စပါးဆိုင်ခင်းလေးတွေလည်းရှိတယ်လမ်းမှာကတော့တလန်းလုံးမှာလမ်းလျှောက်တဲ့သူဆိုလို့ခလေးလေး2ယောက်ပဲတွေ့ခဲ့ပါတယ်ဒါခလေးလေး2ယောက်ပေါ့နော်ဒီလမ်းမှာတွေ့တဲ့အဖော်ဖြစ်သွားတာပေါ့သူတို့နဲ့ကလေအိမ်လေးတွေကတော့အများကြီးမရှိပါဘူးဟိုတစုတစုဖြစ်ပါတယ်ရှုခင်ကတော့တော်တော်လေးကိုမှတာရပါတယ်တော့နည်းနည်းကနေတောင်ပေါ်တက်နေတယ်ပေါ့အခုလျှောက်တာ2နိုင်ခွဲတော့ရှစ်တော့ဖြစ်သွားပြီပေါ့နော်တောင်ပေါ်မရောက်သေးဘူးလမ်းမှာတော့ရှိသေးတယ်လမ်းထတော့တကယ်ဟိုတောင်ကြားချိုင်ဝမ်းလေးပေါ့နော်စမ်းချောင်းနေလည်းရှိတယ်အိမ်လေးတွေနဲ့တကယ်တောင်ပေါ်ဒေသမျိုးအားတာရတဲ့ဒေသပေါ့နော်တော်တော်တာရတယ်ရှောက်ရမောလည်းမရှုခင်တအားလာတယ်ရေစီးတန်အတိုင်းသားကြားနေရတယ်ပေါ့နော်ဒါပေမဲ့အတက်ဆိုတော့လေတော်တော်မောတယ်ပေါ့
နိုင်ခွဲလောက်ရှော့ပြီးတာနဲ့တီဟန်တွန်ကကိုရောက်ပါတယ်တဲတဲ့ tea house တွေကကြိုတင် booking ယူထားစရာမလိုပါဘူးအဆင်ပြေတဲ့ tea house မှာဝင်နေလိုက်လို့ရပါတယ်အဲကြောင့်မလို့ရွာတွေရောက်လို့ရှိရင်ကိုနေချင်းနဲ့စီဝင်နေလို့ရပါတယ်tea house တွေမှာကညစာနဲ့မနက်စာကိုကြိုပြီးတော့မှထားဖို့လိုပါတယ်ဒီမှာတခုပြစရာရှိတာလေဒီ tea house တွေရဲ့ခါချာကိုကလေခင်းစားလို့ပေးနေတဲ့သဘောပေါ့နော်အခုဆိုလို့ရှိရင်ဒီ tea house မှာကြတော့လူလည်းမရှိတော့ဒီမှာသူတို့ကြတော့ဒီညစာနဲ့မနက်စာမှာလို့ရှိရင်သူတို့ကအခန်းခောက်မယူဘူးပေါ့နော်အဲကြောင့်မလို့ညစာနဲ့မနက်စာမှာပေးရပါတယ်ညစာစားတဲ့ဟာတွေထပ်ပြဖို့ဟာဒီဖုန်းအသွင်းထားတော့ရိုက်ဆရာမရှိတော့လို့ဒီလို video clip တွေကတော့မပါတော့ပါဘူးတီဟန်တွန်ကရွာမှာညအိပ်ပြီးတော့မနေ့ဖြန်မှာတခြားရွာကိုခီးစစ်ပါမယ်ဒီနေ့ကတော့အနပူနာဘစ်ကတ်ခရင်ရဲ့ဒုတိယမြောက်နေ့ကနေပြီးတော့မှကြိုဆိုပါရယ်အခုကတော့ညကအိတ်ခဲတဲ့တီဟန်တွန်ကရွာမှာဖြစ်ပါတယ်ဒီနေ့ကတော့တီဟန်တွန်ကရွာကနေပြီးတော့ဂေါ်ရင်ပါနီဆိုတဲ့ရွာကိုသွားမှာပါဖုန်ဟင်းရှိတဲ့ရွာဖြစ်ပါတယ်ဖုန်ဟင်းကြတော့သူကလေရေခဲတောင်တွေကိုရင်းနေလေး trekking ရှောင်းရုံနဲ့မြင်ရတဲ့နေရာဖြစ်ပါတယ်ဒါပေမဲ့အခုသွားတာကမိုးတွင်းဆိုတော့လေမြင်ကမတိချပါဘူး Hello good morning ဒီနေ့ကတော့ဂေါ်ရင်ပါနီဆိုတဲ့ရွာကိုသွားမယ်ပေါ့နော်ဆိုဒီကဆမ်မရီတော့ရှောင်းမယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့ဒီကအတက်တွေချီလို့ပြောလိုက်တယ်ဟိုအကိုရလေဒီအောင်ရှောင်းမယ်ဒီလည်းပြောက်တယ်ပဲ Okay အခုကတော့မနေ့စောစော9နိုင်လောက်ရှိပါပြီရွာထက်တာနဲ့ပထမဆုံးကျူတရာကိုစဖြတ်ရပါတယ်ဒီနေ့ကတော့လေကထစ်အတစ်တွေချီတက်ရမှာဖြစ်ပါတယ်အဒီကျူလည်းပို့ပြီးတော့မှမြင့်လာပါပြီလမ်းမှာအတက်လေကတက်တေးကြီးပဲအဲ့ဒါမနှက်တက်ရတယ်ဗောဗီဒီယိုတော့တိတ်မရိုက်နိုင်ဘူးလမ်းမှာခဏခဏရတယ်အဖြစ်တော့ဒီနေ့ကတော့ချောင်းလဲဆိုးနေတော့ဒီလေကထစ်တွေတက်ရတာပို့ပြီးတော့မှမောပါတယ်နာပြီးရသွားပါတယ်လမ်းမှာဆိုင်လေးတွေပါတွေ့လို့ရှိရင်တော့ရင်နွေးတွေပါဝယ်လို့ရရင်တော့ရင်နွေးကိုဒီတက်ဘူးလေးနဲ့ဝယ်ခဲ့ပါတယ်150ရူပီလောက်တော့ပေးရပါတယ်လေကထစ်တွေတော့ရှော့တက်ပြီးတော့ဦးလဲရီဆိုတဲ့ရွာကိုရောက်ပါတယ်လမ်းမှာကတော့ရေတခုံတွေစမ်းချောင်းတွေတော့အများကြီးဖြတ်ခဲ့ရပါတယ်ဦးလဲရီကကြော်တာနဲ့လေကထစ်တွေကတိတ်မရှိတော့ဘဲနဲ့တက်တော်တွေထဲကိုရောက်လာပါပြီရေတခုံတွေစမ်းချောင်းတွေနဲ့တက်တော်အုပ်စစိမ့်လေးတွေကြောက်ဖြတ်သွားရပါတယ်ဒီ ABC track ကိုလာတဲ့ချိန်ကမိုးရင်းလို့ဖြစ်နေတော့လေတလောကလောကတော့စိမ့်ဆိုးနေတာပေါ့ကိုရတီကဟိမမော်တောင်နဲ့မမြင်ရသေးဘူးပတ်လည်မှာတော့တော်လေးကိုစိမ့်ဆိုးတယ်ဒီမှာကြည့်လိုက်အောင်တကယ်မြူကိုတွေတကယ်စိမ့်ဆိုးယူနစ်တက်နေတဲ့အပင်တွေအဲ့လိုမျိုးတွေကြည့်ကြရပေါ့နော်တကယ်မိုးလေးရွာတယ်အခုကတော့ Golden Pony ဆိုတဲ့ရွာမရောက်ခင်ပေါ့နော်တနိုင်တော့လို့သေးတယ်အခုဒီအုပ်ဆိုင်နေတဲ့တက်တော်တွေရေတခုံတွေကိုကြော်မိတာနဲ့ဒီ Golden Pony ဆိုတဲ့ရွာကိုရောက်ပါပြီဒီရွာဝင်သွားမှာတော့ Trekking Permit ကိုစစ်ဆေးတဲ့ check point ရှိပါတယ်ဒီရွာကကြတော့ဖုန်ဟီရဲ့တောင်ချေမှာရှိပါတယ်ရွာထဲရောက်တာနဲ့ဖုန်ဟီကိုတက်တဲ့ gate ရှိတဲ့တောင်ချေက tea house လေးမှာပဲနေလိုက်ပါတယ်ဒီရွာမှာကလည်းဒီ tea house တွေတော်တော်လေးကိုများပါတယ်ဒီရွာကြတော့လေဖုန်ဟီလာတဲ့လူတိတက်ရှိတော့ဒီရွာလည်းသူ့နဲ့သူစီပါတယ် tea house တရောက်တာနဲ့အဝတ်စားတွေလဲပြီးတော့မှဒီမိုးဝမိထားတဲ့အေးလဲအေးနေတော့နွေးနွေးလေးဖြစ်အောင်ဆိုပြီးမှဂျင်ဂျန်တီးလေးတောက်ပြီးတော့မီးလုံနေ
နေလိုက်ပါတယ်မိဖို့နာဝင်ပြီးတော့အငွေ့ခံနေလိုက်တာပေါ့နော်အင်ဂျီတွေပါထုံလန်းပြီးတော့ဒီဂေါ်ရင်ပါနီရောက်တဲ့ချိန်မှာချောင်းကနည်းနည်းစိုးနေတော့လေကျွတ်တော့ပြူစွပ်ပြုံးมาပြီးတော့တောက်လိုက်ပါတယ်ဒီရွာကလေအတီကျုလည်းမြင့်လာပြီဆိုတော့တော်တော်လေးကိုမှအေးလာပါပြီငွေထည်တွေပါအထူးကြီးဝတ်ဖို့လိုတယ်ပေါ့နော်မိုးလည်းအေးနေတော့ဒီဒေါင်ဂျက်ကစ်တွေပါလည်းဝတ်ထားရပါတယ်တော်တော်လေးကိုအေးတဲ့အခြေအနေဖြစ်ပါတယ်အပူချိန်က12ဒီဂရီလောက်ထိကိုကျနေပါတယ်အကြောင်းမလို့ဒီမီလင်းဖိုလေးတွေကတော်တော်လေးကိုသုံးဝင်ပါတယ်မနေ့ကလို့ရှိရင်မနေ့စော9နာရီလောက်ထားပြီးတော့မှဒီအခုတီဟောက်စ်ရဲ့အရှိမရှိတဲ့ဖုန်းဟင်းကိုသွားမှာပေါ့နော်ဆန်ရိုင်းကြည့်ဖို့ပါအခုတော့အိပ်ရဝင်လိုက်ပါအောင်မယ်ဒီနေ့ကတော့အနပူနာဘစ်ကတ်ခရီးရဲ့ day 3ကနေပြီးတော့မှကြိုဆိုပါရယ်ဒီနေ့ကအိတ်ခဲတဲ့ဂေါ်ရင်ပါနီရွာမှာရှိတဲ့ပွန်ဟင်းကိုသွားဖို့အတွက်မနေ့9နိုင်ခွဲလောက်ကိုတက်ခဲ့ပါတယ်အနပူနာတောင်တန်းကိုကြည့်မလို့ပါပွန်ဟင်းပုံကို9နိုင်ထိုးလောက်မှရောက်ခဲ့ပါတယ်စုစုပေါင်း10နိုင်ခွဲလောက်တော့ရှောက်ခဲ့ရပါတယ်အခုဒီပွန်ဟင်းကကြတော့အမြင့်ပေ1530မှာရှိတာဖြစ်ပါတယ်ဆောင်းတွင်းတို့ပွင့်လင်းရသည်တို့ဆိုလို့ရှိရင်ရေခဲတောင်တွေကိုရှင်းရှင်းလင်းလင်းမြင်ရတာကြောင့်မလို့ပူခါရာမြို့ကနေပြီးတော့ပွန်ဟင်း trekking လမ်းကြောင်းကလည်းတိတက်ကုန်လာကြတဲ့ train တစ်ခုဖြစ်ပါတယ် ကိုကတော့ပွန်ဟီရောက်ပါပြီပုံမှန်ဆိုလို့ရှိရင်တော့ပွန်ဟီကအရန်လာတယ်နောက်မှရေခဲတောင် view တွေနဲ့ပေါ့ခုကျတော့မိုးရင်းဆိုတော့ရေခဲတောင်တွေမမြင်ရဘူးမြူတွေဆိုင်းပြီးတော့တိတ်ပင်တဲ့လိုမျိုးပဲမြင်ရတာပေါ့ဒီမှာအနောက်ကိုကြည့်ကြည့်လိုက်ပုံမှန်ဆိုလို့ရှိရင်ဒီကနေတကယ်ကပအမြင့်ဆုံးတောင်ထဲမှာပါတဲ့တောင်တွေဒီကနေမြင်ရတယ်ပေါ့နော်ခုကျတော့ကြည့်လိုက်ပုံမှန်တောင် view လို့ဘာမှသိမြင်ရအောင်အဓိကဒါတော့မိုးရင်းဖြစ်နေလို့ပေါ့နော်စားတော့လေဘာတောင်မှမြင်ရအခုကျတော့တိမ်ရီဖြည်းဖြည်းရွှေ့တော့လေဒီမှာအနပူနာကိုစမြင်ရပြီပေါ့နော်ဒီအနောက်မှာဆိုလို့ရှိရင်လေခုနကကျတော့ဒီတခြားရေခဲတောင်တွေရဲ့ peak တွေကိုမြင်ရတယ်ဒါပေမဲ့တိမ်ရီကွယ်သွားတော့တိတ်ပြီးတော့သဲကွဲပြီပေါ့နော်အခုဒီမှာဆိုလို့ရှိရင်အနပူနာဝမ်းကရုပ်လုံးစပြီးတော့ပေါ်လာပြီပေါ့နော်အနောက်မှာတိမ်ရီရွှေ့တော့ဖြည်းဖြည်းနဲ့စမြင်နေရပါပြီခုနကကျတော့လေရေခဲတောင်တွေမြင်ရတယ်နော်ခုကျတော့အကြည့်နေဘာမှမတွေ့ရတော့နောက်မှာတိမ်ပင်လယ်ဒီပဲတွေ့ရတော့သိလားဒီဦးတို့ကအမြဲတမ်းပြောင်းနေတိမ်တွေရတဲ့အမြဲတမ်းရွှေ့နေတယ်ဒီမှာနောက်မှာဘာမှဒီကေတော့မမြင်ရတော့ဘူးကျတော့တိမ်ပင်လေတွေပဲတွေ့ရတော့တယ် Cruising down the highway, windows down low. Sunset paints the sky in a fiery glow. Mountains rise up, touching clouds above. Valleys below, filled with whispers of love. On this road, every scene's a delight. From sunrise to starlight, day to night. Nature's canvas unfolding so grand. In this journey, we're living unplanned. City streets. အစင်းအခုပြန်ဆင်းပြီပေါ့နော်ပြန်ဆင်းတာကတော့အတက်လောက်မပြန်ရတော့ဘူးပေါ့သူကလေကထက်တွေကြီးပဲဆိုတော့လေအစင်းကြတော့နည်းနည်းဆင်းပြေသွားတာပေါ့နော်တော်လန်းလေးတော့အောင်လေးကြားမှာလေကထက်လောက်ထားတာပေါ့အဲ့လိုမျိုးလေးဆိုတော့အတက်ကတော့ဟိုလေကထက်တွေကြီးပဲတက်ရတာဟာတော်မလွယ်တနိုင်ချောတော့တက်လိုက်ရတာပေါ့နော်အစင်းရောက်အေးဆေးဖြစ်သွားပြီတော်လန်းလေးဆိုတော့နေလည်းတိတ်မပူအဆင်ပြေတယ်ကြောင်းပြန်ရောက်တာနဲ့မနေ့စာစားပြီးတော့တခြားတာတာပါနေဆိုတဲ့ရွာခရီးဆက်ရပါအောင်မယ်အခုကတော့မနေ့10နိုင်ခွဲလောက်ရှိပါပြီ On this road, every scene's with the light. From sunrise to starlight, day to night. တာတာပါနီကကြတော့အခုဂေါ်ရင်ပါနီထစ်စားလို့ရှိရင်အန်တီကျူပိုနှိမ့်သွားတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီအစင်းများမယ်လို့ထင်ပါတယ်မနေ့စာတော့ခောက်ဆွဲပြုတ်စားတယ်ပြီးတော့ garlic soup စားတယ်ပေါ့နော်ပြီးရင်တော့တာတာပါနီကခရီးဆက်ရပါမယ်ဂေါ်ရင်ပါနီကနေပြီးတော့ထာတာပါနီကိုသွားတဲ့နေ့ဖြစ်ပါတယ်ဒီနေ့ကလည်းရှောင်းပါဘောနော်တောင်တက်တောင်ဆင်းအများရှောင်းမယ်လို့ပြောပါတယ်ဒီနေ့လည်း9နိုင်လောက်ရှောင်းမယ်ပေါ့နော်ဒီနေ့တော့တိမ်ပေါ်မှာလည်းရှောင်းရတယ်မကြည့်လိုက်တိမ်ခိုးရတက်နေတာမြူရတက်နေတာဒီမှာကြည့်လိုက်ဒီနေ့ကတော့ဂေါ်ရင်ပါနီကနေပြီးတော့ထာတာပါနီကိုသွားတယ်ပေါ့နော်လမ်းမှာတော့တက်ကအရင်များတယ်ပြီးတော့ဒီမှာတောင်ဆောင်မှာမြူရတက်လာတယ်မှာကြည့်လိုက်ကတော့ဂေါ်ရင်ပါနီကနေတာတာပါနီကိုသွားတဲ့လမ်းပေါ်မှာရှိတဲ့ဒူဝါရီဆိုတဲ့ view point ကိုရောက်နေဖြစ်ပါတယ်ဒီမှာကြည့်လိုက်မြူတွေဆိုင်နေဘာမှမသိမြင်ရ view point ကပန်းတွေတော့ပွင့်နေပန်းဝါလေးပွင့်နေတော့တော်တော်လှတယ်
ဟာလာဟင်းလေးပြင်ကြီးပေါ့နော်နောက်ထပ်ခကြီးကဒီနာရီလောက်ဆက်သွားအောင်ဖြစ်ပါတယ်ဒီနေ့ကတော့ရှောက်ခဲတဲ့ရက်တွေထဲမှာဆိုလို့ရှိရင်ပင်ပန်းဆုံးနေ့လည်းဖြစ်ပါတယ်။မိုးလည်းအကြီးကျယ်မိတယ်ပြီးတော့လမ်းတစ်လျှောက်လုံးလည်းဆိုင်တွေကလွဲလို့လူတယောက်မှကိုမရှိတဲ့အတွေ့ခဲတဲ့နေ့လည်းဖြစ်ပါတယ်။တကယ်ကိုပင်ပန်းပြီးတော့မသွားချင်တော့ဘူးလို့ဆိုပြီးမှစဉ်းစားမိတဲ့နေ့လည်းဖြစ်ပါတယ်။တယောက်တည်းရှောင်းရင်လာတဲ့နေရာရောက်လို့ရှိရင်ပုံရရင်းနဲ့အတင်းပြီးတော့ဆက်လျှောက်ခဲရပါတယ်။ဒီဆက်ချောင်းလေးဒီကဘယ်တော့ဆော့ဖက်လာခဲ့ရတာရောအရန်တာရတယ်အချိန်စုစုပေါင်း9နိုင်ခွဲလောက်ရှော့ပြီးတဲ့အချိန်မှာတာတာပန်နီရွာကိုရောက်ပါတယ်။ဒါကတော့ရွာနဲ့တဲနဲ့ tea house ဖြစ်ပါတယ်။ရောက်တာနဲ့အဝတ်စားတွေပါလက်ထုတ်ပြီးတော့မီးလုံပြီးတော့နွေးနွေးထွေးလေးနေခဲ့ရပါတယ်ဒီမှာလည်းအရန်အေးပါတယ်တတပါနီကလည်းအမြင့်ပေ8000လောက်မှရှိတော့သူလည်းတော်တော်လေးကိုအေးတဲ့ထဲပါပါတယ်ဒီနေ့ညစာကတော့ခောက်ဆက်ပြုတ်ဖြစ်ပါတယ်ညဘက်တွေရောက်လို့ရှိရင်ဖုန်းအားကုန်သွားတော့လေဒီအားသွင်းထားရတော့ညစာပုံလေးတွေရိုက်ဖို့ကရိုက်ပြဖြစ်တာများပါတယ်ဒီနေ့ကတော့ညစာပုံလေးပအောင်ရိုက်ခဲ့ပါတယ် Cruising down the highway, windows down low. Sunset paints the sky in a fiery glow. Mountains rise up, touching clouds above. ဖြည်းဖြည်းနဲ့ရှောက်လာခဲ့တာလေးရိပ်ရလာခဲ့ပါပြီ ဒီနေ့ကတော့လေးရက်မြောက်နေ့ပေါ့နော် အခုကတော့ညကအိတ်ခဲတဲ့တာတာပါနီရွာမှာမနေ့စာစားနေတာဖြစ်ပါတယ်အခုစားတဲ့မနေ့စာဆိုလို့ရှိရင်မြန်မာငွေနဲ့ဆိုလို့ရှိရင်3000လောက်တော့ပေးရပါတယ်ဒါတိဥရုတာရတဲ့အချိန်တွေဆိုလို့ရှိရင်တာတာပါနီရွာကလည်းပေါ့နော်ရေကတောင်တွေကိုမြင်ရတဲ့ရွာဖြစ်ပါတယ်အခုကတော့မြူတွေကြောက်ပိတ်နေတာပေါ့နော်အခုနေတဲ့ tea house ရဲ့ပိုင်ရှင်ကပြောတာကတော့ပေါ့နော်ဒီပွင့်လင်းရသည်ဆိုလို့ရှိရင်တဲ့ tea house တွေမှာပေါ့နော်လူတွေကများလို့ဆိုပြီးမှပေါ့နော်ဟိုနေရာတော့မှတိတ်မရှိဘူးတဲ့ခုကြတော့ပေါ့နော်တယောက်တည်းဖြစ်နေတယ်ပေါ့နော် tea house တစ်ခုလုံးမှာအဲ့တဲ့ဆိုလို့တယောက်တည်းရှိတာပေါ့နော်အရာရာကတော့အကောင့်နဲ့အဆိုးကတော့အမြင်တော်တွဲနေတာပေါ့နော်ဘာဖြစ်နေဒီလိုအခြေအနေကိုသဘောကျပါတယ်မနေ့ကရှောက်ခဲ့တဲ့ရက်ကတော့မိုးအကြီးကျယ်ပြီးတော့တကယ်ပင်ပန်းပြီးတော့မသွားချင်အောင်ဖြစ်တာပေါ့နော်ပိုင်ရှင်ဦးလေးကတော့အားပေးလိုက်ပါတယ်ရာသီဥတုကပြန်ကောင်းမှာပါတဲ့ရေခဲတောင်တွေကိုအနီးကပ်မြင်ရဖို့ကလည်းတိတ်မလိုတော့ပါဘူးတဲ့ဒီနေ့ကတော့ထာတာပန်နေကနေပြီးတော့ချုံရုံဆိုတဲ့ယူအောင်သွားမယ်ပေါ့နော်အစင်းနေကြီးပဲလို့ပြောတယ်အစင်းနဲ့လမ်းလျှောက်ရတာပေါ့နော်၄နာရီလောက်တော့ကြာမယ်လို့ပြောတယ်အဲ့တော့မခက်ဘူးလို့ပြောတယ်တော်သေးရဲ့ဒီနေ့နည်းနည်းလေးမိုးတော့အုံနေတော့တော်သေးလို့ပြောမှာပေါ့နော် Okay let's go ဒီကကြတော့လေဒီနည်းနည်းနဲရော့လေလမ်းလျှောက်လို့ရှိရင်အမြဲတောထဲမှာတယောက်တည်းပဲရှောက်ရအဲ့ဆိုကိုထွက်တဲ့ချိန်လေနောက်ကျရလို့ထင်တယ်မနော်တက်မလို့အမြဲတမ်းလမ်းမှာဘူးမှမတွေ့ဘူးနင်းတယောက်တည်းပဲရှောက်ရအဲ့လိုမျိုးဖြစ်နေတာပေါ့တာမန်တခြားချိန်ဆိုလို့ရှိရင်တော့လူအများကြီးများမှာပေါ့နော်ဒါပေမဲ့အခုကမိုးရင်းဆိုတော့လေလူမရှိဘူးအဲ့လိုမျိုးတော့ဖြစ်တာပေါ့နော်ဒီမှာအခုလေတောင်ပေါ်ကဆင်းလာတော့ဒီမှာအရန်လာတဲ့ရေတခုံကြီးလို့တွေ့ရတယ်ဟိုနောက်မှာကျတော့ဒီကတောင်ကြားချိန်ဝင်လေးကအမဆန်းချောင်းလေးကိုလည်းမြစ်ကိုတခါလေးတွေ့ရတာပေါ့ဒီမှာ
ဒီမြင်ကွင်းတအားလာတယ်ဒီမှာကြည့်ကြည့်လိုက်အိုးမြစ်ခိုးတွေဆိုင်ပြီးတော့လေဒီတခုံကြီးကြနေအောင်လည်းမြင်ရတယ်ပြီးတော့မှဒီတောင်ကြားမှာမြစ်ဖြတ်စီးနေအောင်လည်းတွေ့ရတယ်တော်တော်လာတယ်မိုးရင်းရှုခင်းပေါ်တော့ဒါကြတော့ဝါစလာကခုနကမြင်ရတဲ့မြစ်လေအဲ့မြစ်ရဲ့ရောက်သွားဒီမှာစင်းစင်းနဲ့လေဒီမှာမြစ်ရဲ့ဒူဒရာရောက်နေတာဆိုကြည့်လိုက်ပြန်တရတယ်ဒါဘိုးရွာလာပြီဒီကမှာဘယ်လဲဆောင်လဲဒီနေ့လျှောက်တဲ့ခရီးကအရန်တော့မပင်ပန်းဘူးလို့ပြောလို့ရတယ်ပေါ့နော်တာတာပါနီရွာဆိုတဲ့တောင်ပေါ်ရွာကနေပြီးတော့မှဒီမြစ်ရှိတဲ့ရှိုးတွေကိုဆင်းရတယ်နောက်ပြီးတော့မှဒီမြစ်ရှိတဲ့ရှိုးကနေတစ်ဆက်တောင်အမြင့်ကြီးကိုပြန်တက်ရတယ်ပေါ့နော်အစစ်အတက်ကမြနေတာပေါ့နော်ဒီလမ်းမှာနားတဲ့နေရာလေးတွေဆိုလို့ရှိရင်လည်းအများကြီးတွေ့တယ်ပေါ့အေးစစ်ဆေးလေးပဲနားလိုက်ဗီဒီယိုရိုက်လိုက်နဲ့ရှောက်ခဲ့တာပေါ့နော်စားတော့လေချုံးလုံးဆိုတဲ့ရွာထိရှောက်ဖို့လုပ်ထားပေမဲ့ဒီမှာရောက်တဲ့ချိန်ကနည်းနည်းစောသွားတယ်ပေါ့နော်အဲဒါကြောင့်မလို့အချိန်တွေကပိုနေသေးတာနဲ့တခြားစင်နူဝါဆိုတဲ့ရွာထိကိုဆစ်လျှောက်ခဲ့ပါတယ်စုစုပေါင်း9နိုင်ခွဲလောက်ထိတော့ကြာသွားတယ်ပေါ့နော်ဒီစင်နူဝါရွာကိုရောက်တဲ့ချိန်မှာရတကူတို့ကအရန်ကိုမှတာယာနေပါပြီညနေခင်းနေဝင်ချိန်အလောက်ကိုမြင်ခဲ့ရတယ်ပေါ့နော်ဒါကတော့ပထမဆုံးမြင်ရတဲ့နေဝင်ချိန်ဖြစ်ပါတယ်ဒီညကတော့လလဲတာနေတော့တော်တော်တာရတဲ့ညဖြစ်ပါတယ်ဒီမှာတခြားရွာမီးတွေကိုပါမြင်နေရတယ်ပေါ့နော် Okay ဒီနေ့ကတော့ကိုရီးယားခောက်ဆွဲနဲ့ထမင်းနဲ့ကင်ချီပါရှိရဆိုတော့အိုးစားမယ်ကွာ
နေ့ပြန်ကြရလို့ရှိရင်တော့ရာသီဥတုကလည်းကောင်းပြီဆိုတော့လေပို့ပြီးတော့မှဒီရှုခင်းလာတဲ့မြင်ကွင်းတွေကိုမြင်ရမယ်လို့မျှော်လင့်ပါတယ်ဒီနေ့ကတော့အနာပူနာဘစ်ကတ်ကြီးရဲ့ day 5ကနေပြီးတော့မှကြိုဆိုပါရယ်ဒီမိနစ်ကတော့နေအောင်ချီကိုစတင်ခန်းစားရတဲ့နေ့ဖြစ်ပြီးတော့မှရေခဲတောင်တွေကိုလည်းစတင်ပြီးတော့မြင်ရတဲ့နေ့ဖြစ်ပါတယ်ဒါကတော့ tea house ကနေမြင်ရတဲ့မိနစ်ပိုင်းမြင်ကွင်းဖြစ်ပါတယ်ကော်ဖီတောက်ပြီးတော့မှဒီမိနစ်ခင်းလေးကွက်ကောင်းလေးဖြတ်တန်းခဲ့ပါတယ်ဒီနေ့ကတော့နေလေးလေးတာနေတော့လူကတော့ fresh ပို့ဖြစ်ပါတယ်ဒါကတော့ပထမဆုံးရေခဲတောင်ကိုစပြီးတော့မှမြင်ရတဲ့နေ့ဖြစ်ပါတယ်ဒီနေ့ကတော့စင်နာရီလောက်တောင်မှရှောက်ရတဲ့နေ့လည်းဖြစ်ပါတယ်ဒီ minute ထွက်လာခဲ့တာနောက်ကျတယ်ပေါ့နော်အမြဲတမ်းနောက်ကျတယ်ဘာလို့ဆိုလို့ရှိရင်တော့ AC လေးနေတဲ့အချစ်ကြောက်ပေါ့နော်မနေ့ဆိုလို့ရှိရင်တော့အဲ့ရလည်းမထားဘူး AC လေးနေတဲ့အချစ်ကြောက်မလို့ဒီထွက်တိုင်းမှာနောက်ကျတယ်ပေါ့နော် Hello ဒီနေ့ကတော့ day 5ပေါ့နော်ဆင်းနူဝါဆိုတဲ့ရွာကနေပြီးတော့ဟီမာလာယာဆိုတဲ့ရွာကိုသွားနေတာဖြစ်ပါတယ်ဟိုလမ်းလျှောက်အတက်တွေကြီးပဲလမ်းလျှောက်ဒီထွက်လာနေနေတော့နောက်ကျသွားတော့နေလဲဒီနေ့နေလဲတာတော့နေလဲပူနေရဲ့လမ်းမှာဒီနေ့လမ်းကတော့အတက်တွေကြီးပဲပေါ့နော်ဘေးမှာလည်းတောင်ပတ်ပတ်လည်းဝိုင်းနေတယ်ဒီနေ့ကတော့ biscuit ကိုတွားတဲ့နေ့လို့မဟုတ်ဘူးမနေ့ကကြာရင် biscuit သွားမှာပေါ့နော်ဒီနေ့ biscuit မရောက်ခင်တဲ့နေ့ပေါ့ပတ်လည်းမှာတောင်တွေဝိုင်းနေတာလမ်းရှောင်းမှာလည်းပဲနားတဲ့ tea house လေးတွေလည်းအများကြီးတွေ့ပါတယ်ရေခဲတောင်တွေလည်းတစုံတစ်စားကိုမြင်ရတယ်ပေါ့နော်ဒီနေ့ကတော့ပေါ့နော်လုံးဝကိုအတက်ချီတောင်းရှောက်တက်ရတဲ့နေ့ဖြစ်ပါတယ်။ဘာလို့ဆို attitude ကလည်းပို့ပြီးတော့မှမြင်းလာတယ်ပေါ့နော်။တကယ်လေကထက်တွေတက်ရတယ်ပြီးတော့မှဒီရေတခုံကြီးလည်းတွေ့ရတယ်တောင်ကပန်းရံကြီးတွေလည်းဖြတ်ရတယ်ပေါ့နော်။တော်တော်လေးကိုမှရုပ်ရှင်ဆန်တဲ့အလှတွေကိုမြင်ရတဲ့နေ့ဖြစ်ပါတယ်။ဒီနေ့ကတော့အချိုက်ဆုံးပဲဒီနေ့ရရှုခင်းကတော့တကယ်ကိုသွားခဲ့တဲ့ထဲမှာအချိုက်ဆုံးလို့ပြောလို့ရတယ်။လမ်းတစ်လျှောက်မှာတော့တော်တော်လေးကိုမှနေလေးလဲတာနေတော့ရတိဥတုကလည်းအရန်ကောင်းတယ်ပေါ့နော်။တော်တော်လေးကိုမှတာရတဲ့နေ့ဖြစ်ခဲ့ပါတယ်။ရောက်ပါပြီ။နေအောင်ရေပေါ်တော့လာတယ်။ဒါဖျားကြောင်လေးရှိတယ်ဒီမှာဖျားကြောင်ဆောက်ပေါ့။အော်ဒီကောအရင်လာရေဒီကို Oh my god ။ဒီနေ့မှာပျော်ရွှင်စောရတော့ဗောနော်ဒီ attitude 1000လောက်မှာ coffee ဆိုင်ကိုတွေ့ခဲ့ရတာဖြစ်ပါတယ် coffee စနဲ့အကြအနားဖြော်ပေးထားတဲ့ americano တစ်ခွက်ကိုဒီနေရာမျိုးမှာတောက်လိုက်ရတာတော့တကယ်ကိုမှပြောမပြတတ်အောင်ရတာရှိပါတယ် coffee ဆိုင်ကနေပြီးတော့မှမြင်ရတဲ့မြင်ကွင်းကလည်းရမ်းလာတယ်နော်ဒါဆိုလို့ရှိရင်တကယ်အမြင့်ပေ1000မှာရှိရတကယ်လာတဲ့ coffee ဆိုင်လို့ပြောလို့ရတယ်ဗောနော် ဟီမာလာယာဆိုတဲ့ရွာကိုရောက်နေတယ်ပေါ့နော်အတက်တွေရှိတက်ပြီးတော့ဒီမှာရောက်တဲ့ချိန်မှာကော်ဖီဆိုင်ကလေအရန်မိုက်တယ်အနောက်မှာတောင်ရင်းနေပေါ့နော်အဲ့ဒါကိုတွေ့ပြီးတော့ဟာလူအရန်ပျော်သွားအကြောင်းမကောမှာဒီမှာကော်ဖီဆိုင်တောက်နေကော်ဖီဆိုင်ကလေတော်တော်လာတယ်အနောက်မှာတောင်ရင်းနေပေါ့နော်
ကယ်တော့လေဒီနေ့ကတော့သွားမယ်စဉ်းစားထားတာတော့ဟီမာလာယာဆိုတဲ့ရွာကိုသွားမယ်ပေါ့နော်ရောက်တာနဲ့အချိန်နဲ့ပိုသေးရဆိုမှလေဆက်လျှောက်ခဲ့တော့ဂျယ်ရူရီဆိုတဲ့ရွာကိုရောက်ခဲ့ပါတယ်ဂျယ်ရူရီကြတော့ဒီဘစ်ကတ်မရောက်ခင်တရက်ပေါ့နော်ဒီမှာလေအခုမြင်နေရတဲ့ဒီတောင်ကပန်းရံကလေတကယ်အရင်တော့ကြားဖို့တယ်မလားဒီတောင်ဆင်းခနဲ့သွဲဆိုတာလေအဲ့လိုမျိုးလို့ထင်တယ်ဘာလို့ဆိုလေရေကြီးလိုက်တော့လေဒီတောင်ကပန်းရံအထက်ကလေခနဲ့ခုဖြစ်နေရတိလားအချွန်လေးလေတော့အထက်အဲ့လိုမျိုးကလေခနဲ့ခုတောင်ရှိတယ်အဲ့ဆိုလို့ရှိရင်တော့ဒါမျိုးကိုပြောရလားလို့တော့မှစိတ်ထဲမှာတွေးမိတယ်ပေါ့နော်တကယ်ကိုရုပ်ရှင်ဆန်တဲ့ရှုခင်းတွေစတင်ပြီးတော့မှခန်းစားရတဲ့နေ့လည်းဖြစ်ပါတယ်တကယ်တော့လေဒီနေ့မြင်ကွင်းကတော့အကြိုက်ဆုံးပဲဒီရေခဲတောင်မြင်ကွင်းထက်လေဒီနေ့သွားခဲ့တဲ့ဒီတောင်ကပရန်ကြီးဖြစ်ရတဲ့မြင်ကွင်းကတော့တကယ်အကြိုက်ဆုံးနေ့ပဲပေါ့နော်ဒီလိုမြင်ကွင်းပို့ပြီးတော့မှကြိုက်တယ် ဒီလာတယ်နော်တကယ်တောင်ကြားမှာလူကြီးဖြက်စီးနေတာဟာဒီရုပ်ရှင်တွေကအတိုင်းလိုပဲဒီလာတယ်အဲ့လိုနဲ့ပဲသွားရင်နဲ့မှဒီဒေရူရီဆိုတဲ့ရွာကိုရောက်ခဲ့ပါတယ်ညနေဆောင်လောက်မှဒီဒေရူရီဆိုတဲ့ရွာကိုရောက်ခဲ့တယ်ပေါ့နော်ဒါဆိုလမ်းမှာအရန်နားတယ်သွားတာတော်တော်လေးကိုနားတဲ့ထဲမှာပါတယ်ပေါ့နော်ဒါပေမဲ့ရွာရောက်တော့မှဖုံးအားကကုံသွားတယ်ပေါ့နော်ဒီတော်သေးရဲ့ဒီရွာဆိုင်ပုံလေးတစ်ခုရခဲ့တယ်ပေါ့နော်ဒီနေ့ပြန်ကြလို့ရှိရင်တော့ကဘာဒသမအမြင့်ဆုံးတောင်ချေဖြစ်တဲ့အနပူနာဘေးစကတ်ကိုသွားမယ်ပေါ့နော်ရေခဲတောင်တွေကိုအနီးကပ်ပို့ပြီးတော့မှမြင်ရမယ့်နေ့လည်းဖြစ်ပါတယ်အကြောင်းမလို့ဒီညစောစောလေးအရာဝင်ခဲ့ပါတယ်ဒီနေ့ကတော့အနပူနာဘစ်ကတ်ခီးရဲ့ချောင်းရမြောင်းနေရနေပြီးတော့မှချိုးဆိုပါတယ်။ညကအိတ်ခဲ့တဲ့ဒီရူရီဆိုတဲ့ရွာနေပြီးတော့မှဒီမနေ့9နိုင်လောက်မှစထွက်ခဲ့ပါတယ်။9နိုင်လောက်ရှောင်းရင်တော့အနပူနာဘစ်ကတ်ကိုရောက်မှဖြစ်ပါတယ်။ဒီလန်ရှောင်းမှာတော့မြစ်ဘေးကနေပြီးတော့မှပဲရှောက်ခဲ့ရတာဖြစ်ပြီးတော့ဒီရေခဲတောင်တွေဇွန်တစားကိုလည်းစတင်ပြီးတော့မှမြင်နေရပါပြီ။ဟိုမှာအခုကနေစပြီးတော့ရေခဲတောင်တွေစပြီးတော့မြင်နေရပါပြီ။ဒီနေ့ကတော့နေလဲအရန်တာတော့အတီဥတုကလည်းအရန်ကိုမှတာယာနေပါတယ်။နောက်မှလည်းကြည့်လိုက်ရေတောင်တွေစပြီးတော့မြင်နေရပါပြီ။နောက်မှရေခဲတောင်တွေပြရပြီပဲ။ဒီမှာလည်းရေခဲတောင်တွေအခုမြင်နေရတဲ့ T-House ကကြတော့သူကအနပူနာဘစ်ကတ်ကိုမရောက်ခင်လန်တဝဲမှာတွေ့ရတဲ့ fish tail လို့ခေါ်တဲ့ matcha putri တောင်ချေမှာရှိတဲ့ matcha putri biscuit ဖြစ်ပါတယ်ဒီမှာလည်းနေလို့ရတယ်ပေါ့နော်ဒီအခုမြင်နေရတဲ့ရေခဲဖုံးနေတဲ့ fish tail တောင်ကကြတော့သူကလေပူခါရာမျိုးရဲ့ signature လို့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်လေပူခါရာမျိုးကနေပြီးတော့ရာသီဥတုကောင်းလို့ရှိရင်ဒီအနပူနာတောင်ကျောကိုအကုန်မြင်ရတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီ fish tail ကလေဒီတောင်ကျောပေါ်မှာဆိုလို့ရှိရင်သူကထီမြင်နေရတာချွန်လေးလေတကယ်လို့ဒီ fish tail ကိုအနီးကပ်မြင်ချင်လို့ရှိရင်တော့ဒီ Madihime Trek ကိုသွားလို့ရတယ်ပေါ့နော်ဒါကကြတော့ဒီအနပူနာ biscuit ကိုလာလို့ရှိရင်တော့ဒီ fish tail တောင်ရဲ့ဒီဘက်အချမ်းကိုမြင်ရတယ်ပေါ့နော်နေတော့တော်ပူတယ်အပင်လည်းသိမရှိတော့ဘူးနောက်တော့ဒီကေတောင်လေးကိုတွေ့ရမှာဖြစ်ပါတယ်ခုနကကြတော့လေနေအရန်ပူတယ်နော်ဒါပေမဲ့လေနောက်တွိုင်းရင်းနဲ့လေဒီတောင်တွေကိုတိမ်တွေကဖုံးသွားပြီးတော့မှရာသီဥတုကလုံးဝကိုပြောင်းပြန်ဖြစ်သွားတယ်နေလည်းမရှိတော့ဘဲနဲ့အကုန်လုံးကမြူတွေဆိုင်းသွားတယ်ပေါ့နော်ဒါ biscuit မရောက်ခင်လေးမှာဖြစ်သွားတာပေါ့နော် ATC ရဲ့ဒီလက်ဆောက်တွေကိုလမ်းမြင်ရတယ်မဲ့ရောက်နေပြီသွားရအောင်ဒီနေ့လေးနဲ့ပူဝေးလာပြီးခံစားရတယ်တကယ်နောက်ဆုံးတော့အနပူနာ biscuit ရောက်လာခဲ့ပြီးတော်တော်လေးရှောက်ခဲ့ရတယ်ပေါ့နော်ဒီမှာရောက်ချင်းမှာတော့အမောဆိုရတယ်ပေါ့နော်ဘာမှမမြင်ရပါဘူးဒီ
ဒီမှာအကုန်မျိုးတွေပိတ်နေတယ်ပေါ့နော်ကန်တရားပေါ့နော်ညနေမှာဘယ်လိုဖြစ်မလဲဆိုမှစောင့်ကြည့်ရမယ်ပေါ့နော်ရာသီဥတုကလေသူများသွားလို့အရင်လာမယ်ကိုသွားလို့ရှိရင်မလာဘူးလေရှိနိုင်တယ်လေနော်ဒါကသဘောတရားဆိုတော့ဘာမှကိုလုံးလို့လည်းမရဘူးပေါ့ရောက်တာနဲ့အင်ဂျီတွေပိုင်းလက်ထုတ်ပြီးတော့မှဒီမှာနေ့လည်စာစားပါမယ်နေ့လည်စာတော့မမိုဖြစ်ပါတယ်မမိုဖက်ထုတ်ပေါ့နော်ဒီပေါ်နိုင်ငံမှာမမိုကအရင်မှမကြည့်တော့ဒီမမိုကိုဒီသူတို့ရဲ့လိန်ခွဲကနေစပြီးမှဒီတော့အနာပူနာဘစ်ကတ်တီမမိုစားချင်လို့ဆိုပြီးမှလေဒီအခုမမိုမာလိုက်တယ်ပေါ့နော်ဒီမှာမမိုကကြတော့ဒီတောင်ပေါ်မှာဆိုတော့ဈေးကတော့ကြီးတယ်ပေါ့နော်နီပေါ်ရူပီ1200ပေးရပါတယ်အခုဈေးနဲ့ဆိုလို့ရှိရင်တော့4000လောက်တော့ကျပါတယ်ဒီအနာပူနာဘစ်ကတ်ကလေတခုကောင်းတာကကြတော့သူကဒီမှာနေလို့ရတယ်ပေါ့နော်ဒီလိုမျိုးဘစ်ကတ်မှာတော့မှသူက tea house တွေရှိတော့ဒီမှာညအိတ်လို့ရတယ်အဲ့ဒါတခုကအရန်ကောင်းတယ်ပေါ့နော်ဥပမာ average biscuit တော့ဆိုရှင်ဒီလိုမျိုးတောင်ချင်မှနေလို့မရဘူးပေါ့နော်ပြန်ဆင်းရတယ်ချက်ချင်းလေးခဏပဲနေလို့ရတယ်ဒီမှာသူအလောက်ခဏတက်ပေါ်ရပြီးတော့မှပြန်ဆင်းရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တညလုံးနေလို့ရတယ်ပေါ့အဲ့တခုတော့ကွာသွားတယ်ပေါ့နော်ဒီ biscuit မှာလည်းပေါ့နော်ဒီ tea house တွေ4-5ခုလောက်ရှိတယ်ပေါ့နော်ဒီအဆင်ပြေတဲ့ tea house မှာဝင်နေလို့ရပါတယ်ဒီ biscuit မှာဆိုလို့ရှိရင်ပူထိုင်အင်တာလည်းရတယ်ပြီးတော့ဒီဖုန်းအောက်တင်လို့ရတယ်wifi တော့မရဘူးပေါ့နော်ဒီပတ်စံတော့ပေးရတယ်ဒီအောက်တင်လို့ရှိရင်လေစားတော့တွေကတော့ဈေးတော့နည်းနည်းတော့ကြီးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်နည်းနည်း attitude လည်းမြင့်လာတော့သူတို့မှတည်ရတဲ့ထန်သမားဈေးတွေပါရှိတယ်ဆိုတော့လေတော်တော်လေးကိုမှဒီပေးရတယ်ပေါ့နော်ဒါပေမဲ့ပေးပြော့ပါတယ် ဒီနေ့တစ်နေ့လုံးလေ ABC မှာမြူဖုံးနေတာဒီအခုမှရေခဲတောင်စပေါ်တယ်ဒီမှာကြည့်လိုက်အနောက်မှာနေအောင်ထဲမှာရေခဲတောင်တွေ့ရလိမ့်မယ်ခုကတော့ညနေ4နာရီခွဲဖြစ်နေပါပြီအခုနောက်ကကြတော့ဒီ fish day တောင်နေထိုးတာပေါ့နော်ဒီနေ့ခံကြလို့ရှိရင်တော့အရှိဘက်ကနေပြီးတော့နေထွက်လို့ရှိရင်ဒီအနပူနာတောင်ကျောနေထိုးလိမ့်မယ်ပေါ့နော်ဒီအနပူနာတောင်ကျောမှာလည်းဒီလိုထိပ်ဖျားလေးတွေမှာနေအောင်ထိုးမယ်ပေါ့နော်ဒါကတော့ခုနကတိမ်တွေဖုံးနေတဲ့အနပူနာတောင်ကျောကိုမြင်ရပြီဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်အနောက်မှာပေါ့နော်ဒီမှာမြူတွေလည်းကြံသေးတယ်မြူလက်ကြံနေကြံသေးတယ်ပေါ့နော်နေ့ပြန်ကြလို့ရှိရင်တော့ဒီတောင်ကျောမှာပေါ့နော်နေထွက်မယ်ပေါ့နော်အကြမှာမနေ့ပြန်ကြမှာပြန်ပြီးတော့မှပြတ်ပေးမယ်နော်ဒီနေထွက်တဲ့ဟာကိုပေါ့နော်မနေ့ပိုင်းအာရုံဦးအလောက်ပေါ့နော်အခုကတော့ညနေဘက်ကကြတော့ဒီ fish day ဘက်ကပိုလာတယ်ဆိုတော့ fish day ဘက်ကိုပဲပိုပြီးတော့မှပြတ်ပေးထားပါတယ်ဒီမှာလေရာသီဥတုကအရင်အေးပါတယ်ညဆိုလို့ရှိရင်1 degree လောက်ထိကိုမှပူချင်ရကြတယ်ပေါ့နော်အခုဝတ်ထားတာဆိုလို့ရှိရင်တော့အောက်မှာဒီ base layer ရှိရဲနောက်ပြီးတော့မှ freeze layer ရှိတယ်ပြီးတော့ဒီမှာ down jacket ပေါ့နော်အခု3ထပ်ဝတ်ထားတာမှအေးတယ်ပေါ့နော်အခုဆိုလို့ရှိရင်တော့6လပိုင်းဆိုပေမဲ့ရာသီဥတုကတော်တော်လေးကိုအေးတဲ့ထက်ပါပါတယ်တကယ်လို့ကိုက November တို့ October တို့ဘာလို့လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့မှဒီအနှွေးထည်တွေယူဖို့လည်းလိုအပ်တယ်ပေါ့နော်ပြီးတော့ sleepy bag ယူဖို့လိုအပ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမနေ့ပြန်ကြားမှာဒီအနပူနာတောင်ကျောရဲ့နေထွက်တဲ့အလောက်ကိုပြတ်ပေးမယ်နော်ဒီနေ့ကတော့အနပူနာ biscuit ခရီးရဲ့ခရင်းရင်းမြောင်းနေဖြစ်ပါတယ်ဒီနေ့ညနေကကြတော့ဒီဟိုဘက်တောင်ဖြစ်တဲ့ဒီ fish day မှာနေထိုးတယ်ပေါ့နော်ဒီမနေ့ကျတော့ဒီအနပူနာတောင်ကျောမှာနေထိုးတာဖြစ်ပါတယ်တကယ်တော့နေကကြတော့ဒီဟိုဘက် fish day ဘက်ကထွက်တယ်ပေါ့နော်ဒီအနပူနာတောင်ကျောကျတော့နေဝင်တာဖြစ်ပါတယ်အခုကတော့မနေ့9နိုင်ခွဲပေါ့နော်ဒီမှာကြည့်လိုက်နေလုံးဝမရှိသေးဘူးဒါလုံးဝဒီဘက်ကျတော့နေလုံးဝမထွက်သေးဘူးဒါပေမဲ့လေဒီဘက်တောင်ကျောမှာကျတော့သူကနေရောင်လာဖြစ်နေပြီပေါ့နော်မနေ့ကလည်းအဲ့လိုပဲဒီအနပူနာတောင်ကျောမှာမြူတွေပိတ်နေပေမဲ့ဒီဘက် fish day မှာကျတော့လေနေရောင်လေးတစ်ပိုင်းလာထိုးနေပေါ့နော်အခုကျတော့လေဒီ fish day ဘက်မှာဘာမှနေအောင်မရှိဘူးเนาะဒါပေမဲ့အနပူနာတောင်ကျောမှာလာပြီးတော့မှဒီထိပ်ပိုင်းလေးမှာနေလာထိုးနေအဲ့လိုပုံစံပေါ့နော်အခုကတော့ဒီမှာကြည့်ဒီအနပူနာ biscuit ရဲ့မနေ့ပိုင်း sunrise ကြည့်နေတာဖြစ်ပါတယ်
မနေ့က6နာရီတိတိပါလူတွေအများကြီးပဲဒီမှာမနေ့စောစောပေါ့နော်နေထွက်လာတော့ပတ်ဝန်းကျင်ရသည့်ဥတုရှုခင်ကအရန်လာတယ်တောင်ပက်ပတ်လည်မှာနေရောင်တွေထိုးနေတယ်ပေါ့နော်ဒီမှာမနေ့ကော်ဖီဟာပေါ်မှာလူအများကြီးပဲအကြောင်းမလို့အခုမနေ့စာအရင်စားမယ်ပြီးမှအေးစေးတောင်ပေါ်ပြန်သွားမယ်တက်ပေါ်သွားရိုက်မယ်โอเคဟိုနောက်မှာကြည့်လိုက်တဲ့ဟိုနေရောင်တွေမြင်နေရတယ်ပေါ့နော်နေရောင်ထွက်လာတော့ပက်ပတ်လည်ကတော်တော်လေးကိုလာတာကိုတွေ့ရတယ်ပေါ့နော်ဒီခုနပေးရပိုင်းကြတော့သိမလားခုနကတောင်ပေါ်သွားတော့တောင်ပေါ်မှာလူတွေအများကြီးပေါ့နော်အကြောင်းမလို့ပြန်ဆင်းလာခဲ့တယ်အခုခောက်ဆွဲပြုတ်စားဖို့ဆိုပြီးမှမှာထားပါတယ်မနေ့စားပေါ့နော်ပြီးမှတစ်ခါလူရှင်းလို့ရှိရင်တော့ပြန်သွားမယ်ပေါ့နော်ပုံတွေပါမှမြိုက်ခဲ့ရသေးဘူးဒီမှာမနေ့စားခောက်ဆွဲပြုတ်နဲ့ကော်ဖီနဲ့ခောက်ဆွဲပြုတ်နဲ့ကော်ဖီနဲ့ရှင်းခုတော့ဟိုဘက်ဒီ fish tea တောင်ဘက်ကနေပြီးတော့မှနေထွက်လာပါပြီဒီမှာကြည့်လိုက်ပါရောင်စုံစုတောင်းစားတွေလည်းဒီနေရာအောက်မှာလွတ်ပြီးတော့အရင်လာနေပါတယ်ဒါတော့အနပူနာတောင်ချီဖြစ်ပါတယ်ဒီမှာဒီနေ့ကတော့ biscuit ကနေပြီးတော့ဒီ attitude နေတဲ့ရွာတွေကိုပြန်ဆင်းရမယ့်နေ့ဖြစ်ပါတယ်ဒီလာခဲ့တဲ့လမ်းရွာပေါ့နော်ဒီနေ့ကတော့ဘယ်ရွာရောက်မလဲတော့မသိဘူးရှောင်းလို့ရသမျှရှောင်းမယ်လို့စဉ်းစားထားတယ်ပေါ့နော်ဒါကတော့မနေ့ကလာခဲ့တော့ဒီဘာမှမမြင်ရခဲ့တဲ့ sign board ဖြစ်ပါတယ် Annapurna biscuit ရဲ့ sign board ပေါ့နော်ခုကျတော့ရာသီဥတုကတာယာနေတော့အရန်လာတယ်ဒီမှာကြည့်လိုက်ပါခုကတော့ Annapurna biscuit ကနေပြန်ပါပြီအခုပြန်ပါပြီဒီနေ့ကတော့ရာသီဥတုကအကောင်းတော့လေရှုခင်းလေးအကုန်မြင်ရတယ်ပက်လည်းမှကြည့်ဒီတော့လေပတ်ချလဲဝိုင်းတော့အကုန်မြင်ခဲ့ရတယ်ဒီမှာတောင်ပေါ်မှာညအရတာဒီနေ့ကတော်တော်တက်တယ်လို့ပြောလို့ရတာပေါ့နော် sunrise လည်းကြည့်ရတယ်အကုန်လို့ရတယ်ပေါ့နော်ဟို
ရာသီဥတုကဒီနေ့အရန်တာရတော့ဒီမနေ့ကလာခဲ့တဲ့ဒီမာချာပူချရီဘစ်ကတ်ပတ်ဝန်းကျင်ကလည်းဆိုလို့ရှိရင်လည်းအရန်တာရတယ်ပေါ့နော်ပြီးတော့ဒီမှာရေကန်မှာပေါ့နော်ဒီအနပူနာတောင်ရဲ့အရေးထင်နေတဲ့ရှုခင်းကလည်းအရန်ကိုမှလာပါတယ်လမ်းတစ်လျှောက်မှာဆိုလို့ရှိရင်တိုးလေးတွေလည်းအများကြီးတွေ့တယ်ဒီနေအောင်နဲ့မြစ်ခင်စိမ့်စိမ့်နဲ့တိုးအုပ်လေးတွေနဲ့ဒီနေ့ကကြတော့တွားလို့ရသမျှရွာအထိကိုပြန်ဆင်းမယ်ပေါ့နော်ဘယ်ရွာမှာအဲ့ရမလဲမသိသေးဘူးဒီအခုတော့မနေ့7 နိုင်ထိုးနေပြီပေါ့နော်တော်တော်လေးကိုမှရာသီဥတုကတာရနေပါတယ်ဒီလိုနဲ့စင်းနဲ့ညနေ9 နာရီလောက်မှာဒီလာခဲ့တော့အိတ်ခဲတဲ့ရွာဖြစ်တဲ့စင်းနူဝါဆိုတဲ့ရွာထီကိုပြန်ရောက်ခဲ့ပါတယ်။ဘာလို့ဆိုအစင်းကြတော့အရန်မြန်နေနော်။အရန်မြန်တော့တော်တော်လေးကိုမြန်တယ်။တောက်လျှောက်ဆင်းသွားတော့လေညနေ9 နာရီလောက်မှာစင်းနူဝါရွာကိုရောက်ခဲ့ပြီးတော့ဒီမှာပဲအိတ်ခဲပါတယ်။လာတော့ဂတ်ဆောက်မှာပဲတဲခဲ့တယ်ပေါ့နော်။ဒါပေမဲ့ဖုံးအားကတော့အကုန်သွားတော့ပေါ့နော်။ဒီလာတဲ့တောက်လျှောက်ဘာမှမရိုက်ခဲ့ရဘူးပေါ့နော်။ဘယ်ဆိုမနေ့တော့မနေ့စောဘစ်ကတ်မှာရိုက်ခဲ့တဲ့ဟာတွေအရန်များသွားတော့ဒီဖုံးအားလုံးဝမရှိတော့ဒါပေမဲ့လမ်းကလည်းမားစရာမရှိတော့ဘူးဆိုတော့တောက်လျှောက်ကိုမှဖုံးပိတ်ပြီးတော့မှဆင်းခဲ့တယ်ပေါ့နော်တကယ်တော့လေအေးဆေးရှောက်လဲရတယ်ပေါ့နော်အေးဆေးပြန်ဆင်းလို့ရတယ်ဒါပေမဲ့အထူးပါဘူးဆိုမှဆင်းနဲ့စင်းနူဝါရွာထိကိုရောက်သွားပါတယ်ဒီညကတော့ဒီစင်းနူဝါရွာမှာညအိပ်ပါမယ်ဒီမနေ့ပြန်ကြားမှာပဲဖူခါရာမြို့ပြန်မယ်ပေါ့နော်လာတော့ကြတော့ဒီဖုန်းကြီးကိုသွားတာဆိုတော့ဒီဖုန်းကြီးရှိတဲ့ဂေါ်ရင်ပါနီဘက်ကနေပြီးတော့လာတယ်ပေါ့နော်ခုကြတော့ဂေါ်ရင်ပါနီဘက်ကနေမပြန်တော့ပဲနဲ့ဒီတခြားလမ်းကနေပြီးတော့ပြန်မှာဖြစ်ပါတယ်မနေ့ပြန်ကြားလို့ရှိရင်တော့ဖူခါရာမြို့ကိုပြန်တဲ့ခရီးနဲ့အတူတူအနပူနာဘစ်ကတ်ကိုနောက်တနီးပေါ့နော်ရင်းနေလေးနဲ့ဘယ်လိုသွားလို့ရမလဲဆိုပြီးမှလည်းပြပေးပါမယ်မနေ့ပြန်ကြားလို့ရှိရင်လည်း tricky ကတော့ရှောက်အောင်မယ်ပေါ့နော်ရှောက်ပြီးတော့မှဒီပူခါရာမြို့ကိုပြန်မယ်ပေါ့နော် Cruising down the highway, windows down low. Sunset paints the sky in a fiery glow. Mountains rise up, touching clouds above. Valleys below, filled with whispers of love. On this road, every seed's a delight. From sunrise to starlight, day to night. ဒီနေ့ကတော့အနပူနာဘစ်ကတ်ခီရဲ့နောက်ဆုံးနေ့ဖြစ်ပါတယ် day 8ပေါ့နော်ဒီနေ့ကတော့ဖိုခါရာကိုပြန်มาဖြစ်ပါတယ်ဒါပေမဲ့ဖိုခါရာကိုကားနဲ့ပြန်မသွားခင်မှာကိုကတော့တောင်အောက်ကိုပေါ့နော်4 နာရီလောက်ကတော့ဆင်းရမယ်ပေါ့နော် tricky ရှောင်းရမယ်ပေါ့နော်အခုကတော့အစင်းကြီးတော့မဟုတ်ဘူးပေါ့နော်အခုရောက်နေတဲ့စင်းနူဝါဆိုတဲ့ရွာနေပြီးတော့မှချွန်းရုံကိုအပေါ်ပြန်တက်ရမယ်ပေါ့နော်ဒီချွန်းရုံကနေပြီးမှဂန်ဒရောကာဂိတ်ရှိတဲ့နေရာကိုအောက်ကိုပြန်ဆင်းရမှာဖြစ်ပါတယ်အခုကတော့ညကအိတ်ခဲတဲ့စင်းနူဝါရွာမှာမနေ့စားနေတာဖြစ်ပါတယ်အခုစားနေတာကတော့ဂူရန်ပမုံဖြစ်ပါတယ်နီပေါ်နိုင်ငံမှာဆိုလို့ရှိရင်ဒီမျိုးတိဘက်အနွယ်တိုင်းသားတွေအများကြီးရှိတယ်ပေါ့နော်ရှာပါတို့တမန်တို့ဂူရန်တို့ပေါ့နော်အဲ့လိုထဲမှာဒီမှာဂူရန်လူမျိုးစုရဲ့ပေါင်မို့ပေါ့နော်ဂူရန် brand လို့ခေါ်တာပေါ့နော်ကိုကနောက်ဆုံးနေ့ဆိုတော့ပြန်ရတော့မယ်ဆိုတော့စိတ်တော့မကောင်းဘူးပေါ့နော်ပြီးတော့ဒီခင်းနဲ့ပတ်သက်ပြီးတော့ပြောပြစရာရှိအာလူနဲ့ဖုံမယ်နော်တကယ်တော့လေဒီအနပူနာဘစ်ကတ်ခရီးကလေပင်ပန်းလားဆိုတော့မပင်ပန်းဘူးနော်ဒါ average ပဲတကယ်လို့တောင်တွေလည်းအမြင်တက်နေတဲ့သူဖြစ်တယ်တက်လုံအားလည်းကောင်းတယ်သွားနိုင်လာနိုင်တယ်ဆိုလို့ရှိရင်လေဒီအနပူနာဘစ်ကတ်တဲ့လေအနပူနာဆက်ကစ်ကိုပို့ပြီးတော့မှ recommend လုပ်ချင်တယ်အနပူနာဆက်ကစ်ကကြတော့အရင်လာတယ်သူကကြတော့ရစ်ကြတယ်14ရက်လောက်အားတဲ့ချိန်ရှိလို့ရှိရင်အဲ့ဒီအနပူနာဆက်ကစ်ကိုပဲသွားဖို့ recommend လုပ်တယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်လေသူကတောင်ပေါ်မှာရေကန်ရှိတယ်ပြီးတော့သူက high pass တွေဖြတ်ရတယ်ပေါ့နော် attitude ကတော့မြင့်တယ်ကိုကတကယ်လို့ height attitude တွေခံနိုင်တယ်ဆိုလို့ရှိရင်တော့အနပူနာ circuit ကိုပဲ recommend လုပ်တယ်ပေါ့နော်အခုလိုမျိုး3လမ်းတစ်ခါရှောက်တစ်ခါနားလူတွေကတော့မရဘူးเนาะအဲ့လူတွေကတော့အနပူနာ base cap ကိုသွားလို့ရတယ်မာဒီဟီမန်သွားလို့ရတယ်အများတန်း tricky သွားနေကြလူဆိုလို့ရှိရင်တော့ Everest base cap သွားလို့ရတယ်ပြီးတော့ဒီအနပူနာ circuit သွားလို့ရတယ်ပြီးတော့ Manaslu circuit သွားလို့ရတယ်ဒီလိုမျိုး tricky နည်းနည်းရှိတဲ့လမ်းကြောင်းတွေကို recommend လုပ်တယ်ပေါ့နော်ပြီးတော့လေဒီမှာနီပေါ်မှာလေအရင်စစ်ဖြစ်တယ်နော်ဘယ် trail ဆိုသူကစစ်ဖြစ်အောင်လုပ်ပေးထားတယ်တောထဲမှာဆိုလို့ရှိရင်တားကောင်းနေပါလေဘာမှမရှိဘူးဘာကောင်းမှကိုမရှိဘူးတယောက်တည်းသွားအေးစေးအရင်လုံချုံစိတ်ချရတယ်ပေါ့နော်ကြောက်စရာလည်းမရှိဘူးအကြောင်းလို့လေသွားနိုင်တယ်သိလားအခုလေတောင်ပေါ်မှာရေချိုးလားဆိုတာတယောက်မေးထားတွေးလိုက်တယ်တောင်ပေါ်မှာလေရေမချိုးနိုင်ဘူးအေးတယ်ဒီမှာလေသွားတော့ဝတ်တက်ရှူးဆောင်းသွားတော့အဲ့ဒါနေတုပ်ပြီးတော့မှနေလိုက်တာပေါ့အခုသွားတာတကယ်တော့လေဒီဗီဒီယိုတွေကတကယ်များများလေးတင်ရမှာနော်ဒါပေမဲ့လေဖုန်းကတလုံးပဲပါသွားတာဆိုတော့လေအဲ့ဖုန်းကကြတော့ဒီမှာမြေပုံလေးကြည့်ရတယ်ဗီဒီယိုရိုက်တယ်တက်ဖို့ရိုက်တယ်ဆိုတော့ဖုန်းအားမခံနိုင်ဘူးညနေပိုင်းဆိုဖုန်းအားလုံးဝကုန်သွားတယ်အဲ့ဆိုလို့ရှိရင်ညနေပိုင်းဟာလေဆိုပြဖို့ကတိတ်မရတော့ဘူးပေါ့နော်အကြောင်းတစ်ခါတလေဆိုလို့ရှိရင်တချို့ဗီဒီယိုကလစ်တွေဆိုမပါလိုက်ဘူးလေချန်ခဲ့ရတယ်အဲ့လိုမျိုးပေါ့နော်မရိုက်နိုင်ဘူးပေါ့နော်ဖုန်းအားချွတ်တာထားရတာပေါ့နော်တကယ်လို့လေအနပူနာဘစ်ကတ်ကိုရစ်နေနေလေးနော်လေးနဲ့သွားချင်လို့ရှိရင်ရတယ်နော်အခုလာတော့ကလေပူခါရာနေပြီးတော့နေဘူးကားစီးခဲ့တယ်မလားဒီအပိုင်းတက်မှာပါတယ်လေအဲ့နေဘူးကားကိုအဆုံးထိစီးသွားလိုက်နေဘူးမှာမစင်းခဲ့ဘဲနဲ့အခုဂန်ဒရိုဆိုတဲ့နေရာထိအဆုံးထိပြန်ကားစီးမဲ့နေရာထိကိုစီးခဲ့လိုက်အဲ့ဆိုလို့ရှိရင်လေးလောက်နဲ့သွားလို့ရတယ် ခုကတော့ပူခါရာကိုပြေဖို့အတွက်ဒီမှာ
ကားရှိနေရောက်သွားနေကားကိုသွားနေရပေါ့နော်ဒီမှာလမ်းမှာတစ်ခါဖြတ်ရတယ်ဒီမှာကြည့်တာဆိုရတာတော့ရှိရဆိုရရဟုတ်ရရှိရဆိုရရရလာအဲ့ဒါကိုဖြတ်နေရတာပေါ့နော်သူကနောက်တစ်ခါဒီနီပေါ်ကိုပြန်လာခဲ့လို့ရှိရင်တော့ဒီအနာပူနာဆက်ကစ်ကိုသွားချင်တယ်ပေါ့နော်နီပေါ်နိုင်ငံကတော့အရင်ကြိုက်တယ်နီပေါ်နိုင်ငံတကယ်ကြိုက်တာနီပေါ်နိုင်ငံရဲ့ဒီ tricky trade တိုင်းကိုလည်းသွားချင်တယ်နောက်ထပ် Everest Biscuit သွားချင်တယ် Manaslu Circuit သွားချင်တယ်ပြီးတော့မှဒီအနာပူနာ Circuit သွားချင်တယ် Latin Valley Trek သွားချင်တယ်မာလီဟီမဲလည်းသွားချင်တယ်အကုန်သွားချင်တယ်ရှိသမျှ trade ကုန်လုံးကိုသွားချင်တယ်ပြီးတော့ Mustang Bit လည်းသွားချင်တယ်မနန် Bit လည်းသွားချင်တယ်ဒီလိုခရီးတွေကတကယ်တော့ guide တွေဘာတွေနဲ့တွားရင်ပိုကောင်းလားဆိုတော့လေ guide နဲ့ပေါ်တာနဲ့တွားရင်ပိုကောင်းတာပေါ့နော်ကိုအထုံးမှမထမ်းရတာဟုတ်တယ်မလားထုတ်လည်းမထမ်းရအောင်ပြီးတော့ဘေးကနေတယောက်ရှိနေရလीเนาะတခုခုဆိုကိုတွေ့အကရာအလုံးကအစင်သိပ်ပဲလीเนาะစားတောက်ကြအောင်မာစံမလို့သူတို့အကုန်လုံးလုပ်ပေးတယ်တကယ်လို့လေကိုကလူများတယ်ပေါ့နော်လူ3ယောက်လောက်ဆိုလို့ရှိရင်တော့ guide နေပါရင်တွားရင်တော့တန်တယ်ပေါ့နော် guide ဖို့ share လို့ရတယ်ပေါ့နော်ပေါ်တာခလည်း share လို့ရတယ်အဲ့ဆိုလို့ရှိရင်တန်တာပေါ့ခုကျတော့တယောက်တည်းဆိုတော့လမ်းမှာ AC လေးတွားချင်တယ်ပေါ့နော်ကိုကဗီဒီယိုလေးရိုက်လိုက်ဟိုနားလိုက်အဲ့လိုတွားချင်တယ်ဆိုတော့လေ guide တွေပါလေမခေါ်တော့ဘူးပေါ့နော်ဒီလမ်းကလည်းတယောက်တည်းတွားလဲစင်ပြင်းနေတဲ့လမ်းပဲဆိုတော့လေဒါလည်းတိတ်မလို့အဲ့လိုပေါ့နော်တကယ်လို့ခြားဒီနည်းနည်း attitude မြင့်တဲ့ဟာတွေကြတော့လေတယောက်တည်း tip ပေါ့နော်ဒီလိုမျိုးအဖော်နဲ့ guide နဲ့ပို့မှ recommend လုပ်တယ်တကယ်လို့ဒီ Annapurna Circuit တို့ Everest Biscuit တို့ဘာလို့တွားလို့ရှိရင်တော့ guide တွေကိုခေါ်သွားတာပိုကောင်းတာပေါ့နော်ပြီးဆို attitude ကလည်းမြင့်တော့လမ်းမှာ attitude signal တွေဘာတွေရလို့ရှိရင်လည်းလှုပ်ပေးဖို့လူရှိတာပေါ့နော်ကားကိရှိတဲ့နေရာတော့နေ့လယ်တနာရီလောက်မှရောက်ခဲ့ပါတယ်နောက်ထပ်ဒီမှာခဏနာထမင်းလေးပါလေးစားပြီးတော့မှ2နာရီကားနဲ့ပုခါရာကိုပြန်လိုက်ခဲ့ပါတယ်ကားတော့တော်တော်လေးခုံပါတယ်ဒါနီပေါ်မှာစီးမြန်တယ်မှာတော်တော်လေးခုံတဲ့ကားဖြစ်ပါတယ်ကားခုံချစ်ကြီးကတော်တော်လေးကိုကြောက်စရာကောင်းတယ်သူခုံတာလေဒီကနေပြီးတော့မှချစ်ကားလေးနဲ့ပြန်လို့ရတယ်အခုကျတော့အော်လို့မထူးဆိုမှလေဒီကားနဲ့တွေ့တော့ဒီကားနဲ့မပြန်ခဲ့မယ်ဆိုပြီးမှပြန်လာလိုက်တယ်ပေါ့နော်ဒါပေမဲ့တော်တော်ခုံတဲ့ကားကလေသူကတောင်ဘက်လမ်းဆိုတော့လေလမ်းမှာရေတခုံလေးလည်းဖြတ်ခဲ့ရတယ်ဆိုလမ်းကမကောင်းလုံးဝမကောင်းဘူးပေါ့နော်လမ်းကလေနိုင်ဘူးလောက်ထိပဲလမ်းကကောင်းတာနိုင်ဘူးကနေကြော်လို့ရှိရင်လမ်းသိမကောင်းတော့ဘူးဒီလိုမျိုးတောင်ပေါ်လမ်းဖြစ်သွားတော့တော်တော်လေးအောင်မှသူကကြောက်ခဲလမ်းလို့ဖြစ်နေတော့လေမကောင်းအဲ့လိုနဲ့ဂန်ဒရော့ကနေပြီးတော့မှဒီပိုခါရာကိုည9နာရီလောက်မှပြန်ရောက်ခဲ့ပါတယ်ဒီသွားတာကလေဘယ်လောက်ကုန်လဲဆိုလို့ရှိရင်ဒီပိုခါရာကနေပြီးတော့မှဒီရှေးစာကိုဒေါ်လာ200လောက်ကုန်သွားတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်ဒီ tea house တွေမှာအိတ်တဲ့တညပေါ့နော်စားတာတောက်တာတွေအကုန်လုံးဆိုလို့ရှိရင်တော့ဒီနီပေါ်ရူပီ2500လောက်ကတော့ကုန်တယ်ဘာလို့ဆိုသူတို့စီမှာစားတောက်တွေကဈေးနေနေကြီးတယ်ဘာလို့ဆိုတောင်ပေါ်ဆိုတော့လေနော်သွားတဲရတာလည်းခက်ခဲတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ပေးရတယ်ပေါ့နော်ဒေါ်လာ200လောက်ကတော့ဒီရှင်းရင်မှာတော့ကုန်မယ်ဒါကြတော့ဒီလင်ခါတွေမပါဘူးပြီးတော့ဒီနီပေါ်နိုင်ငံရဲ့မြို့တော်ခတ်မန်ဒူမှာလဲရပါတယ်မပါဘူးပေါ့နော်ဒီပိုခါရာမြို့ကနေပြီးတော့မှဒီ biscuit ကိုအရောက်ပေါ့နော် biscuit ကနေပြီးတော့မှအပြန်ပေါ့နော်ဒီလိုဒီ tray လေးအတွက်ပေါ့ဒေါ်လာ200လောက်ကတော့ကုန်မှာဖြစ်ပါတယ်ပိုခါရာတို့ဘာလို့သွားတဲ့ကားစရိတ်တွေဘာတွေကတော့လေထက်တွက်ဖို့လိုသေးတာပေါ့နော်ဒေါ်လာ200မှာဆိုလို့ရှိရင်လေဒီ permit ခါတွေဘာတွေလဲပါတယ်ပေါ့နော် permit ကကြတော့ permit ကြတော့25ဒေါ်လာလောက်တော့ပေးရတယ်နီပေါ်ကကြတော့အရင်ကြိုက်တဲ့နိုင်ငံတွေမှာပါတယ်ကြိုက်တယ်ဆိုတော့ဒီနီပေါ်နိုင်ငံကတော့အမြဲတမ်းသွားဖို့တော့အစီအစဉ်ရှိတယ်နီပေါ်နိုင်ငံနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကအရင်တင်ထားမှုတာလည်းရှိတယ်ပေါ့နော်အဲ့ဒီမှာသွားကြည့်လို့လည်းရတယ်နောက်ပြီးတော့မှထပ်ပြီးတော့မှတင်မှုလည်းရှိတယ်ပေါ့နော်အစားအသောက်နဲ့ခီးသွားဗီဒီယိုလေးတွေကြိုက်လို့ရှိရင်တော့ဒီ channel လေး subscribe လုပ်ပေးကြပါဦးနော်